အားလုံးပဲမင်္ဂလာပါအခုချိန်မှာပြဿနာကြားတဲ့ဖြစ်နေတယ်ဘလို့ပြဿနာကြားတဲ့ဖြစ်နေလဲဆိုတော့မင်္ဂလိကြားတဲ့ကိုရောက်နေတယ်ချစ်သူနှစ်ယောက်ကြားမှာပြန်များနေရတယ်ပြီးရင်ဗာလဲဆိုတော့စိတ်ညစ်နေရတယ်အမေတကယ်ချင်းတွေနဲ့ပျော်ရွှင်ရဖို့ရှိတယ်ဒီ connection network ခွန်လန်းတဲ့တကယ်ချင်းအသက်တွေရလာဖို့ရှိတယ်ကိုယ်လီလုပ်နေတယ်ကိုယ် blame လုပ်နေတဲ့လူတွေအများကြီးပဲရှိတယ်ကိုယ်အတင်းပြောနေတဲ့လူတွေအများကြီးရှိတယ်ဒါပေမဲ့ကိုကပြောရရင်သူတို့တော့ရန်တော့ပြန်မတွေ့ဘူးပေါ့နော်ပြီးရင်ကိုယ်တယောက်ထက်ဖြစ်နေတယ်လို့ခံစားနေရတယ်ဒါပေမဲ့တခုရှိတာစိတ်မပူနဲ့ကိုယ့်ရဲ့လိုချင်တဲ့အရာတွေ illusion နဲ့ ego တွေဖြုတ်ချပြီးတော့ကိုနေချင်တဲ့ဘဝကိုနေထိုင်နိုင်လာလိမ့်မယ်ကိုပေါ်ထားတဲ့ဘဝကိုရလာလိမ့်မယ်ပြီးလို့ရှိရင်ဗာလဲဆိုတော့ကိုဥပမာဥစဉ်ကိုလှူပြီးတော့ဆူတောင်းတာမျိုးလုပ်ကြည့်ကောင်းတဲ့အရာတွေများများလုံးအလှူဒန်းများများလုံးအဲ့ဒါရင်းကနေကိုယ့်အတွက်လိုချင်တာတွေလိုအပ်ချက်တွေပြည့်စုံလာမှာဒီပါမလားပြီးလို့ရှင်ဗာလဲဆိုကိုလိုချင်တဲ့ပန်းတိုင်ကိုဖြစ်ချင်တဲ့ဟာတွေအောင်မြင်မှုတွေအများကြီးရရှိလာတော့မယ်စုတစိတ်တွေအများကြီးရလာတော့မယ်ကိုဆုံးရှုံးမှုတွေကိုနာကျင်ခဲ့ရတဲ့အရာတွေအားလုံးကိုတွက်ချထားနိုင်ခဲ့ပြီးတော့ကိုတကယ်လိုချင်တဲ့အရာငယ်ငယ်ကလေးကပုံဖော်ထားတဲ့အရာတွေဖြစ်လာဖို့ရှိတယ်အဲ့ဒါဖြစ်တဲ့အတွက်ကိုယ်တိုက်ခိုက်တဲ့လူတွေပြိုင်နဲ့ဆိုင်တဲ့လူတွေကိုတွက်ချခဲ့ပြီးတော့ကိုပြီးနိုင်ကန့်နိုင်လာလိမ့်မယ်ကိုယ့်ရဲ့ပုံမှန်နေဆွဲတွေကလုံးဝ easy ဖြစ်လာလိမ့်မယ်ကိုယ့်အတွက်ကံကောက်မှုတွေအများကြီးရောက်ရှိလာတော့မယ်ကိုယ့်ရဲ့ goal တွေကိုယ့်ရဲ့ plan တွေအတိုင်းလုပ်နိုင်လာတော့မယ်ကျေးဇူးတင်ပါတယ်ကိုယ်ကိုနည်းနည်းအောင်လန်းနည်းနဲ့လုပ်ထားတာရှိတယ်အဲ့ဒီအရာတွေကကိုမလည်းပြောရင်သူတို့ကသူတို့ကာကွယ်ကိုကသူတို့ကိုနည်းနည်းလေးထိုးနေမိတော့လို့တကယ်သူတို့ကတနာစရာကောင်းတယ်အဲ့ဒီအသေးလုံစားတဲ့ကိုကတိနေတယ်အဲ့ဒါဖြစ်တဲ့အတွက်ကိုတင်ယူမှုတွေကိုလည်းပြန်ပြီးတိချတင်ယူပြီးကြီးထွားလာပြီးတော့ညအိမ်မပြောတာတွေကိုထားခဲ့ပြီး okay အဲ့လိုဖြစ်လာမယ် harmony ညီမျှလာမယ်အကုန်လုံးကိုလက်ခံတတ်လာလိမ့်မယ်ကျေးဇူးတင်ပါတယ်